လာမယ့်2029ရွေရာသီအတွက် built-in aircon ပါတဲ့ engine နဲ့ဘောင်းမီတွေကိုငါတို့ဆရာ Recon Ones ကထုတ်ပေးလိုက်ပါပြီ။အခုလက်ရှိ fashion industry ရဲ့အခြေအနေကကမ္ဘာဖလား collaboration တွေ luxury collaboration တွေ streetwear collaboration တွေနဲ့ Paris Fashion Week တွေ showwear တွေနဲ့အရန်ကို busy ဖြစ်နေတဲ့ကာလဖြစ်တယ်။ပြီးတော့ Recon Ones နဲ့ Adidas တို့ဆိုတာက2013ကနေ2019အထိ၄နှစ်နီးပါးလောက် footwear long collaboration ကြီးတစ်ခုကိုရှေ့မှာလုပ်ခဲ့ဘူးတယ်။အစကတော့ Adidas ကယာတီတစ်ခုစာအတွက်ပဲ collab လုပ်ဖို့ Recon Ones စီကိုချင်းကပ်လာခဲ့တယ်။ဒါပေမဲ့ဒီ collaboration ကြီးက၄နှစ်နီးပါးလောက်ကြာသွားခဲ့တယ်။ဘာဖြစ်လို့လဲဆိုတော့အရန်အောင်မြင်ခဲ့လို့ဒီလိုအောင်မြင်မှုတွေနဲ့လမ်းခွဲခဲ့ပြီးနောက်10နှစ်နီးပါးလောက်ကြာမှာတော့ Recon Ones နဲ့ Adidas တို့ကအခုဆိုရင်ဒုတိယ collaboration ကြီးနဲ့အတူ runway ဘော်ကိုပြန်လည်ရောက်လာခဲ့ကြပါပြီ။ Fashion runway တွေရဲ့ seasonal collection တွေကဥရောပနိုင်ငံတွေမှာရှိတဲ့ season ၄ခုပေါ်ကိုအခြေခံပြီးတော့လည်ပတ်တယ်။ March လကနေမေလအထိက spring season ၊ဇွန်လကနေ August လအထိက summer season ၊September လကနေ November လအထိက autumn season ။တစ်ရွက်တွေစပြီးကြွေကြတဲ့အချိန်မို့ fall season လို့လည်းခေါ်ကြတယ်။ December လကနေ February လအထိကတော့ winter season ပေါ့။ seasonal collection တွေကိုတော့ spring and summer အတွက်ဆိုရင် SS ရဲ့ခုနှစ်ရဲ့နောက်ဆုံးနှလုံးရဲ့ဆိုပြီးသုံးတယ်။ autumn and winter အတွက်ဆိုရင်တော့ AW ဒါမှမဟုတ် FW နဲ့ခုနှစ်ရဲ့နောက်ဆုံးနှလုံးဆိုပြီးသုံးတယ်ပေါ့။အများတန်း6လကနေ8လအထိကြိုပြီးပြလိမ့်ရှိတယ်။ဒါတွေက fashion brand တွေရဲ့အဓိကအကျဆုံး collection ကြီးတွေဖြစ်တဲ့ seasonal collection တွေရဲ့ runway calendar လည်ပတ်ပုံတွေဖြစ်တယ်။ဆိုတော့ fashion house တွေကဂျွန်လတုန်းက Men Spring Summer 2027အတွက် collection တွေကို runway တွေပေါ်မှာပြသခဲ့ကြတယ်။ဒီ collection တွေအားလုံးထဲမှာမှ Spring Summer 2027 Stone လို့အမည်ပေးထားတဲ့ collection တွေက Recon Ones နဲ့ Adidas တို့ရဲ့ collaboration line ကလူတိုင်း media တိုင်းရဲ့ attention တွေကိုရရှိခဲ့တယ်။လူတွေထင်ခဲ့ကြတာကဒီ collaboration ကအရင်ကအောင်မြင်ခဲ့တဲ့ collab ကိုထပ်ဆက်တာ archive pieces တွေကို reissue လုပ်ပေးမဲ့ collab nostalgia ကိုရောင်းစားမဲ့ collab လို့ထင်ခဲ့ကြပေမဲ့လုံးဝ surprise ဖြစ်စေခဲ့ပြီးတော့ဒီ collaboration line ထဲမှာပါဝင်ခဲ့တဲ့ pieces တွေအားလုံးက new pieces တွေဖြစ်တဲ့အပြင် Recon Ones ရဲ့ innovation ဂုဏ်ပုဒ်ကိုပါဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့တယ် You know what I'm saying? ဆိုတော့ဒီ show မှာ Stone Collection ရဲ့ looks 82မျိုးကိုပြသခဲ့တယ်။ဒီ Stone လို့အမည်ပေးထားတဲ့ collection ရဲ့ပေးချင်တဲ့ message ကတဘာဝဘေးရန်တွေများလာတဲ့ကဘာကြီးထဲမှာတချို့ကပြန်လည်တိုက်ခိုက်ဖို့လက်နက်တွေတက်ဆင်ကြတယ်။တချို့ကခံနိုင်ရည်ရှိလာဖို့လေ့ကျင့်ယူကြတယ်။တချို့ကရှောင်ထွက်သွားကြတယ်။တချို့ကတော့ကြောက်တုံးအဖြစ်ကိုပြောင်းလဲသွားကြတယ်ဆိုတဲ့ message နဲ့အတူလူတွေကတဘာဝဘေးရန်တွေကို luxury fashion looks တွေ dark aesthetic looks တွေနဲ့ဘယ်လိုအကာအကွယ်ယူကြပြီးဘယ်လို survival လုပ်ကြမလဲဆိုတဲ့ concept ကိုပုံဖော်ပြသွားခဲ့တယ် You know what I'm saying?ဆိုတော့ Stone Collection တွေက runway ပေါ်မှာပြသွားခဲ့တဲ့ list အရဆိုရင် Recon Ones နဲ့ Adidas တို့ရဲ့ collaboration line ထဲမှာပါဝင်ခဲ့တဲ့ pieces တွေကတော့ Adidas ရဲ့ three stripes တွေပါဝင်တဲ့ long pants တွေပြီးရင် ultra short pants လေးတွေ Adidas ရဲ့ three stripes တွေနဲ့ Recon Ones ရဲ့ dark aesthetic နဲ့ပေါင်းစပ်ထားတဲ့ flawless long coat ကြီးတွေပြီးတော့ဒီ sock လေးက Adidas ရဲ့ original sock နဲ့တော့တူတယ်လို့ပဲ collab ထဲက piece ဖြစ်မလားဆိုတာတော့မသိချဘူးပြီးတော့ three stripes ပါပြီး sole to two နဲ့ running shoe ပြီးတော့ three stripes ပါတဲ့ဝတ်စားနဲ့ခြုံပြီးဖတ်ထုတ်လို့ထုတ်ထားတဲ့ silhouette နဲ့ running shoe ရဲ့ swimming pant လေးလို underwear လေးလိုအသေးလေးတစ်ကောင်ရဲ့ပြီးတော့ built-in cooling fans တွေပါတဲ့ inflatable track jacket track pant တွေနဲ့ track suit တွေကိုဒီ runway ပေါ်မှာတွေ့ခဲ့ရတယ်ဒီ pieces တွေရဲ့ detail information တွေ price list တွေ release date တွေ retail launch date တွေကိုတော့2029လောက်မှာသိရမှာဖြစ်တဲ့အတွက်အဲကြမှာဒီ pieces တွေရဲ့ detail information တွေကိုဗီဒီယိုတစ်ပုတ်ထပ်လုပ်ပါအောင်မယ်ဒီ pieces တွေထဲကမှ fashion news တွေရဲ့ခေါင်းကြီးပိုင်းမှာနေရာယူထားတဲ့ကောင်ကတော့ built-in cooling fans တွေပါဝင်တဲ့ဖောင်းကားနေတဲ့ silhouette တွေနဲ့ track suit တွေပဲဒီကောင်တွေကအင်ဂျီတွေဘောင်းမီတွေမှာပန်ငါတွေတက်ထားပြီးတော့ပန်ငါတွေကိုဖွင့်လိုက်မယ်ဆိုရင်အထဲကိုလေတွေစုပ်သွင်းလိုက်ပြီးတော့ဒီလိုမျိုးကြီးတွေဖောင်းကားလာမယ်ပေါ့ After cool, this is like nice and flowy. ဒီ balloon track suit တွေကို hazmat suits တွေလုပ်တဲ့နေရာမှာသုံးတဲ့ Tyvek လို့ခေါ်တဲ့ပေါ့ပါပြီးကြာရှည်လဲခံအကျန်းလဲခံတဲ့ plastic material တစ်မျိုးနဲ့လုပ်ထားတယ်ပေါ့ရည်ရွယ်ချက်ကတော့ပြိုင်ပွဲမစခင်ကစားသမားရဲ့ခန္ဓာကိုယ်အပူချိန်ကို short ချပေးဖို့အတွက်ဒီဇိုင်းထုတ်ထားတယ်ပေါ့ဒါကြီး
ကြီးဝစ်ပြီးတော့ဒါကစားပွဲတွေပြေးခိုင်းလို့ကတော့ bloated, grotesque authority. ဒီလိုပန်ငါပါတဲ့အင်ဂျီတွေကိုဂျပန်တွေကအရင်တီထွင်ပြီးတော့အလုတ်သမားနယ်ပယ်တွေမှာသုံးခဲ့တာလို့သိရတယ်။ runway တွေပေါ်မှာဆိုရင်တော့ဒီလိုပန်ငါပါတဲ့အင်ဂျီတွေကငါသိရသလောက်ဆိုရင် Dragon Ones ကပထမအဆုံးဖြစ်လောက်တယ်။ဆိုတော့ဒီ personal air conditioning system အပါအဝင်ဒီ collaboration ကိုရောဒီ Stone Collection ကြီးတစ်ခုလုံးကိုရော runway ကြီးတစ်ခုလုံးကိုရောဘယ်လိုမြင်ကြလဲ။ကိုထင်တာတွေမြင်တာတွေကိုလွတ်လွတ်လပ်လပ် comment မှာရေးကြမယ်ဆွေးနွေးကြမယ်။ဒါပဲနောက်မှတွေ့မယ်။